ဟိုးရှေးတုန်းကတစ်ပင်ကြီးတွေအုပ်ဆိုင်ပြီးနေရောင်ကြီးတောင်မြေပြင်ပေါ်ကောင်းကောင်းမကျနိုင်တဲ့တောနယ်ကြီးတစ်ခုရှိခဲ့ပါတယ်။ထိုတောကြီးထဲမှာတရိษံတွေအားလုံးကမိမိတို့အုပ်စုနဲ့မိမိအေးချမ်းနေထိုင်ကြပါတယ်။ဒါပေမဲ့ထိုတောထဲမှာတောစာအာနာအကြီးဆုံးလို့သတ်မှတ်ခံထားရတဲ့တတဝါကြီးနှစ်ကောင်ရှိတယ်။တစ်ကောင်ကတော့ခန္ဓာကိုယ်တောင်ပူစာဓမြကြီးမားပြီးအစွမ်းတတိနဲ့ပြည့်စုံတဲ့စင်တာရလို့ခေါ်တဲ့စင်ဖြူကြီးဖြစ်ပြီးနောက်တစ်ကောင်ကတော့နွယ်ပင်ကြီးကြားထဲမှာလှီမြန်ဖြတ်လက်ပြီးပြင်းထန်တဲ့အစိတ်ရှိတဲ့မွေစိမ်းမင်းပဲဖြစ်ပါတယ်။စင်တာရကသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ခွန်အားကိုဂုဏ်ယူလေးရှိတယ်လို့မွေစိမ်းမင်းကလည်းသူ့ရဲ့တည်စီနိုင်တဲ့အစိတ်နဲ့ပါးနှက်မှုကိုဘဝင်မြင့်နေတတ်ပါတယ်။သူတို့နှစ်ကောင်ဟာတတော်လုံးမှာငါးသားလင်းအကြီးမြတ်ဆုံးဆိုပြီးတကောင်နဲ့တကောင်မတိမတာပြိုင်ဆိုင်နေကြတာပေါ့။ຫນွေဦးကာလရောက်တဲ့အခါတောထဲမှာရေတွင်းရေကန်တွေခန်းချောက်လာပြီးတောအလေကရေကန်ကြီးတစ်ခုပဲရေကြံပါတော့တယ်။တနေ့မှာစင်တာရဟာရေစာလုံးလိုရေကန်ကြီးစီကိုတုံဟီးနေတဲ့ခြီလန်းနေနဲ့ရှောက်လာခဲ့ပါတယ်။ထိုအချိန်မှာပဲမွေစိမ်းမင်းကလည်းရေကန်အနီးကတစ်ကိုင်းတစ်ခုပေါ်မှာခွေပတ်ပြီးနားနေတာပေါ့။စင်တာရကရေကန်လေးကိုဆင်းမလို့လှုပ်တဲ့အခါမွေစိမ်းမင်းကတစ်ကိုင်းပေါ်ကနေလှမ်းပြီးဟေးစင်ကြီးတာရမင်းရဲ့ကြီးမားတဲ့ခြေထောက်တွေနဲ့ငါနေမြေကိုလာမနေနဲ့ဒီရေကန်ရဲ့အနီးအနားဟာငါရဲ့အပိုင်ဖြစ်တယ်။မင်းခန္ဓာကိုယ်ကြည့်တာနဲ့ပဲတောတစ်ခုလုံးကိုမင်းအပိုင်ထင်မနေနဲ့လို့တုံတူပြီးပြောလိုက်ပါတော့။စင်တာရကလည်းနှမောင်းကြီးကိုမြောက်ပြီးဟာတင်းငယ်လာတဲ့မွေစိမ်းကောင်မင်းကငါ့ကိုစင်ခိုရဲတယ်ပေါ့ငါသာခြေတစ်ဖက်နဲ့မင်းလိုက်မင်းခန္ဓာကိုယ်ဟာညက်ပူးညက်ပိတ်ပါသွားလိမ့်မယ်ငါရဲ့ခွန်အားကိုမင်းမပြိုင်ချင်စမ်းပါနဲ့လို့မာနတောင်ပံဖြန့်ပြီးပြန်ပြောလိုက်ပါတော့တယ်ထိုနေ့ကစားပြီးသူတို့နှစ်ကောင်ဟာတွေ့ရင်မခုံနိုင်မပြောနိုင်ရန်သူတွေဖြစ်သွားကြပါတယ်ရက်အနှဲငယ်ကြာတဲ့အခါထိုတောနဲ့ကြီးတဲ့ကိုလက်နဲ့ကရိယာအပြည့်စုံနဲ့ပါးနဲ့တဲ့တောမုတ်ဆိုးတစုရောက်ရှိလာပါတယ်မုတ်ဆိုးတွေဟာစင်ဖြူကြီးရဲ့အစွဲကိုလိုချင်တယ်လို့မွေစိမ်းမင်းရဲ့တန်ဖိုးကြီးတဲ့အရေးခွန်ကိုလည်းရချင်နေကြတာပါမုတ်ဆိုးတွေဟာကောက်ကျစ်တဲ့အကွက်ကွင်းတွေနဲ့စင်တာရလှောက်တက်တဲ့လမ်းမှာမြေချင်းကြီးတူးပြီးတိရွက်6တွေနဲ့ဖုံးအုပ်ကစင်ကျုံထောင်ကျောက်လှုပ်ထားလိုက်ပါတယ်တပြိုင်တည်းမှာပဲမွေစိမ်းမင်းခိုအောင်တက်တဲ့တစ်ပင်ကြီးတွေရဲ့အောက်မှာလဲကက်စီးနေတဲ့ထောင်ကျောက်ကွန်ရက်တွေကိုဆင်ထားလိုက်ကြပါတယ်တော်တဲ့ကတရိษံလေးတွေကဘီးလို့ရာကိုပြီးကြပြီမေမာနာကြီးတဲ့စင်တာရနဲ့မွေစိမ်းမင်းကတော့မုတ်ဆိုးတွေကိုဂယုမဆိုင်ပဲသူတို့ဘာသာသူတို့နေမြဲတိုင်းနေခဲ့ကြပါတယ်ကန်ဆိုးချင်တော့တညက်နေခင်းမှာစင်တာရဟာရေကန်စီအသွားမုတ်ဆိုးတွေတူးထားတဲ့စင်ကျုံကျင်းကြီးတွေကိုဝုန်းကနေပြုတ်ကျသွားပါတော့တယ်ကျင်းကအလွန်နဲ့တဲ့အတွက်ဘလို့မှယုံထွက်လို့မရပါဘူးထိုအချိန်မှာပဲအပေါ်ကတစ်ပင်ထက်ကနေစင်တာရကိုကြည့်ပြီးလှုံပြုံးနေတဲ့မွေစိမ်းမင်းကလည်းတစ်ကိုင်းပေါ်ကအစင်းမုတ်ဆိုးတွေထောင်ထားတဲ့ကက်စီနဲ့ပိုက်ကွန်တွေကိုညှိပါသွားပါတော့တယ်အကောင်ကြီးပေမဲ့ကျင်းတွေကမထွက်နိုင်တဲ့စင်တာရနဲ့အစိတ်ပြင်းပေမဲ့ပိုက်ကွန်ကိုမကိုက်ဖြတ်နိုင်တဲ့မွေစိမ်းမင်းတို့ဟာတကောင်ကိုတကောင်ကြည့်ပြီးတနာစရာကောင်းလောက်အောင်ညီးတွားနေကြရတာရှာတယ်စင်တာရကငါမှခွန်အားတွေရှိပါရင်နဲ့ဒီကျင်းတွေကမထွက်နိုင်ပါလားလို့ညီးတွားတဲ့အခါမွေစိမ်းမင်းကလည်းငါမှတီးစီနိုင်တဲ့အစိတ်ရှိပေမဲ့ဒီပိုက်ကွန်ကိုဘာမှမလုပ်နိုင်ပါလားမနှက်ဖြန်မုတ်ဆိုးတွေလာရင်ငါတို့နှစ်ကောင်လုံးတီးရတော့မယ်လို့ဝမ်းနေစွာပြောချပါတယ်ဒီအချိန်นี้မှာသူတို့ရဲ့မာနတွေဟာအကြီးပြောသွားပြီးတကောင်နဲ့တကောင်စာနာစိတ်တွေဝင်လာကြပါတယ်ထိုအချိန်မှာစင်တာရကအကြံတစ်ခုရပြီးမွေစိမ်းမင်းငါတို့မာနတွေကိုဘေးဖယ်ပြီးပူးပေါင်းကြရအောင်မင်းရဲ့ခန္ဓာကိုယ်ကသေးတွယ်ပြီးလှင်မြန်တော့ငါနှမောင်းကိုတွဲခိုပြီးကျင်းအပြင်ဘက်ကိုတက်ပါပြီးရင်မင်းရဲ့ခြုံထက်တဲ့သွားတွေနဲ့မင်းကိုညှိနေတဲ့ပိုက်ကွန်ရဲ့ကြိုးတွေကိုတမြင်ချင်းကိုက်ဖြတ်ပြီးလွတ်အောင်ယုံပါမင်းလွတ်သွားရင်မုတ်ဆိုးတွေဆင်ထားတဲ့ကျင်းနိုင်ငံကမြေကြီးတွေကိုမင်းရဲ့ပါးနှက်မှုနဲ့တရိษံငယ်လေးတွေကိုအကူအညီတောင်းပြီးကျင်းတဲ့ပြူကြအောင်လုပ်ပေးပါဒါဆိုငါခြေကုပ်ရပြီးအပေါ်တက်နိုင်လိမ့်မယ်လို့ပြောပါတယ်မွေးစိမ်းမင်းလဲစင်ကြီးပြောတဲ့အတိုင်းအားဆိုင်ပြီးစင်နှမောင်းကနေတဆင့်ကျင်းအပြင်ကိုအပတ်တကုတ်တက်ခဲ့ပါတယ်အပြင်ရောက်တာနဲ့သူ့ပတ်မိနေတဲ့ပိုက်ကွန်တွေကိုသူ့ရဲ့သွားချွန်တွေနဲ့အပင်မန်းခံကိုက်ဖြတ်ပြီးလွတ်မြောက်သွားပါတယ်ထို့နောက်မွေးစိမ်းမင်းဟာတောထဲကဖြူကောင်တွေကြွက်တွေကိုအမြန်ခေါ်ပြီးစင်ကျုံကြီးနိုင်ငံကမြေကြီးတွေကိုအပြင်းအထန်တူးဆို့ချပစ်လိုက်ပါတယ်ကျင်းတဲကိုမြေကြီးတွေအများကြီးပုံကျလာတဲ့အခါစင်တာရဟာထိုမြေပုံကိုနင်းပြီးကျင်းအပြင်ဘက်ကိုဝုန်းကနေယုံထွက်နိုင်ခဲ့ပါတယ်မုတ်ဆိုးတွေမလာခင်မှာပဲသူတို့နှစ်ကောင်လုံးဘေးကင်းရာတောနက်ထဲကိုအတူတူထွက်ပြီးလွတ်မြောက်သွားကြပါတော့တယ်ထိုနေ့ကစပြီးစင်တာရနဲ့မွေးစိမ်းမင်းဟာမာနတွေကိုအပီးတိုင်ဆူလွတ်လိုက်ကြပြီးတအူးကိုတအူးရိုင်းပင်းကူနေတဲ့မိတ်ဆွေစစ်တွေဖြစ်သွားကြပါတော့တယ်